ဒီနေ့2025မတ်လ18ရက်ထိုင်းနိုင်ငံကိုငွေလွှဲတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြမလို့ Western Union နဲ့လွှဲတယ်အရင်တော့ဆိုရင်ဘာမေးခွန်းမှမမေးဘူးအခုအမေရိကကွာသွားပြီးငွေဝင်ထွက်တွေကိုအရန်စစ်ပြီးတော့တင်းကြတာတွေကိုစုံခဲ့ရတယ်ဘယ်သူကိုပို့တာလဲပို့တဲ့လူနဲ့ဘာတော်စတာလဲဘာအတွက်ပို့တာလဲအဲ့ဒီလူကဘာလုပ်ကင်တယ်လဲသူနဲ့ဆက်သွယ်လို့ရမယ်ဖုန်းနံပါတ်တွေကဘာလဲလိပ်စာတွေကဘာလဲစုံနေတာပဲမိတာအရင်တော့က Western Union နဲ့အမေရိကကနေပြီးတော့ထိုင်းကိုလွှဲရင်ဘာမေးခွန်းမှမမေးဘူးနောက်တစ်ခုအမေရိကန်ဒေါ်လာဈေးကျသွားပြီဒီနေ့ပေါက်ဈေးအမေရိကန်ဒေါ်လာကို32ဘတ်ပဲရှိတယ် Western Union မှာပြီးတာအဲ့တော့ပတ်စံဘတ်1000လောက်ရဖို့ပါဒေါ်လာ310ငွေလွှဲတာဒီကနေ့1000နဲ့90နဲ့3ဘတ်ပဲရတယ်အရင်တုန်းကဒေါ်လာ300ဆိုရင်ဘတ်ငွေ1000ကျော်ရတယ်အဲ့ဒီတော့ဒီဗီဒီယိုနားထောင်တဲ့လူတွေသတိထားမှာက security question ဆိုတဲ့လုံခြုံရေးနဲ့ပတ်သက်တဲ့အမေရိကန်နိုင်ငံရဲ့လုံခြုံရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေမေးတယ်အဲ့ဒါတွေကိုသိထားဖို့အတွက်အခုပြောပြလိုက်တာဖြစ်တယ်နောက်အမေရိကန်ဒေါ်လာလည်းဈေးနှုန်းတွေကျနေပြီအဲ့တော့ Western Union ပဲလွယ် bank to bank account တွေပဲလွယ်အမေရိကကနေပြီးပြည်ပနိုင်ငံတွေငွေလွှဲမယ်ဆိုရင်ငွေအထွက်ငွေအဝင်တွေကိုတင်းကျပ်စွာစီစစ်နေပြီဆိုတာကိုသိအောင်ဒီဗီဒီယိုလေးနဲ့ပြောပြလိုက်တယ်